အမျိုးသမီးကလက်လန်းပြီးမှန်ကိုထိလိုက်တဲ့အခါသူ့လက်ကမှန်သားပြင်ကိုဖောက်ထွက်သွားပါတယ်နောက်တစ်ယောက်အနေနဲ့အမျိုးသားကစမ်းကြည့်တာပေါ့ဒီတစ်ခါမှာတော့သူ့လက်ကဟိုဘက်ချမ်းမှာရှိတဲ့ထူးဆန်းတဲ့ဟင်းလင်းပြင်တစ်ခုရဲ့ကျမ်းပြင်ကိုထိသွားပါတယ်တငယ်ချင်းဖြစ်သူကဗီဒီယိုရိုက်ဖို့အတွက်သူ့ဖုန်းကိုမှန်နဲ့ထိုးထည့်လိုက်ပါတယ်ဒါပေမဲ့ရိုက်ထားတဲ့ဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အခါသူတို့အခုရက်နေတဲ့အခန်းကိုပဲပြန်မြင်ရလို့အံ့အားသင့်သွားကြပါတယ်စူးစမ်းလိုစိတ်ကထိမရအောင်ဖြစ်လာတာပေါ့အဲ့ဒီအမျိုးသားကမှန်တဲ့ကိုဓာတ်ရိုက်တိုးဝင်သွားပါတယ်အထဲရောက်တော့သူကအဝတ်ဗီဒီယိုတစ်ခုကိုတွေ့လိုက်ရပါတယ်သူတကားကိုဖွင့်လိုက်တဲ့အချိန်မှာအိမ်ထဲမှာမဟုတ်တော့ပါဘူးသူကဝင်းချန်လေးတစ်ခုထဲမှာရောက်နေတာပါသူအထဲကိုဆက်လျှောက်သွားရင်းနဲ့ကြောင်အန်းသွားပါတယ်အဲ့ဒီဝင်းထဲမှာသူနဲ့သူ့တငယ်ချင်းတွေဘာဘီကျူးကင်စားနေတာကိုသူပြန်မြင်နေရတာပါသူကဖုန်းထုတ်ပြီးအကုန်လုံးကိုဗီဒီယိုရိုက်ထားလိုက်တယ်ပြီးတော့သူမြင်ခဲ့တာတွေကိုပြောပြဖို့လက်ရှိကဘာကိုအမြန်ပြန်ပြေးလာပါတယ်ဒါပေမဲ့သူ့တငယ်ချင်းတွေကတော့ကြောင်သွားကြတာပေါ့မင်းပြောက်သွားတာစက္ကန့်ပိုင်းလေးတင်ရှိသေးတယ်လို့သူတို့ကပြောကြပါတယ်စက္ကန့်ပိုင်းလေးတွင်မှာသူကဘလို့လို့အများကြီးမြင်နိုင်ခဲ့မှလဲဒါကိုသိရအောင်သူတို့ကအချိန်မဆက်နဲ့စမ်းသပ်မှုတွေစလုပ်ကြပါတယ်ရလက်ကအားလုံးကိုတုံးလို့သွားစေပါတယ်မှန်ထဲမှာမိနစ်30ကလက်ရှိကဘာမှာ10စက္ကန့်နဲ့ပဲညီမျှနေလို့ပါဒါပေမဲ့အခက်အခဲတစ်ခုတော့ရှိနေပါတယ်မှန်ကိုပုံမှန်တိုင်းပြန်ချိန်လိုက်တာနဲ့အဲ့ဒါကရိုးရိုးမှန်ပြန်ဖြစ်သွားပါတယ်ဝင်ပေါက်ကလည်းချက်ချင်းပိတ်သွားတာပေါ့အဲ့ဒီလူကနောက်တစ်ခေါက်ထပ်ပြေးဝင်သွားပြန်ပါတယ်သူ့တငယ်ချင်းကနောက်ကလိုက်ပေမဲ့သူ့ကိုဘယ်နေရာမှရှာမတွေ့ပါဘူးတငယ်ချင်းဖြစ်သူကထိတ်လန့်ပြီးအနောက်ကိုပြန်လှည့်လိုက်ချိန်မှာပဲအဲ့ဒီလူကသူ့နောက်မှာရုတ်တရက်ပေါ်လာပါတယ်သူတို့လက်ချင်းချိတ်ပြီးမှန်ထဲဝင်မှပဲတနေရာလေးကိုအတူတူရောက်သွားကြပါတယ်အဲ့ဒီအချိန်ကျမှသူတို့အမှန်တရားကိုသဘောပေါက်သွားတာပါမှန်ထဲမှာမရေမတွက်နိုင်တဲ့အချိန်တိုင်းတွေရှိနေပြီးသူတို့ကမတူညီတဲ့အချိန်ပိုင်းခြားတွေတဲကိုဝင်မိနေတာဖြစ်ပါတယ်အကြံတစ်ခုရလာတာပေါ့သူတို့ကမှန်ထဲမှာတစ်နှစ်အလုပ်လုပ်ပြီးအခွင့်အရေးကိုအသုံးချဖို့စလုပ်ကြပါတယ်လက်ရှိကဘာမှာနာရီပိုင်းလောက်ပဲကြာပေမဲ့သူတို့ကအလုပ်ရလက်တွေကိုအထက်လူကြီးစီယူလာပေးပြီးစုချင်းငွေတွေကိုအလွယ်တကူထုတ်ယူကြပါတယ်ဒါပေမဲ့လောဘကတော့ပိုကြီးလာတာပေါ့သူတို့ကမှန်တဲ့ကကဘာထဲခိုးဝင်ပြီးပတ်စံအိတ်တွေခိုးတယ်ဈေးဝယ်စင်တာတွေကိုပြေးတယ်ရှိသမျှပတ်စံတွေအကုန်သုံးတယ် credit card တွေကိုအကုန်ချစ်သုံးပြီးဝယ်စရာမကြံတော့မှပဲရက်ကြပါတယ်ရက်တော်ကြအောင်ပစ္စည်းတွေကိုဟိုဘက်ဒီဘက်တည်ယူပြီးတဲ့နောက်အခန်းထဲမှာအဖိုးတန်ပစ္စည်းတွေနဲ့ပြည့်သွားပါတယ်သူတို့ကိုသူတို့တထေးကြီးတွေဖြစ်အောင်လုပ်လိုက်ကြတာပေါ့မာလွန်ဘရန်ဒိုရဲ့အယူမှုပရိသတ်တွေဖြစ်တာကြောင့်ကော့ဖာသာကားထဲကဇက်ကောင်တွေလိုဝတ်ဆင်ကြပါတယ်တကယ်ကိုဇက်ကောင်တွေတိုင်းတီကြီးတရုပ်ဆောင်နေကြတာပါအဲ့ဒီနောက်သူတို့ထူးဆန်းတာတစ်ခုတွေ့သွားပါတယ်အဲ့ဒါကတော့သူတို့တခါမှမမြင်ဘူးတဲ့ရုပ်ရှင်ကားတစ်ခါပါပိုပြီးစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာကခေါင်းဆောင်မင်းသားကမာလွန်ဘရန်ဒိုကိုယ်တိုင်ဖြစ်နေတာပါသူဒီကားကိုဘယ်တော့မှမရိုက်ခဲ့ဘူးဆိုတာသူတို့တေချာပေါက်သိနေပါတယ်အဲ့ဒီအချိန်မှာပဲသူတို့သဘောပေါက်သွားပါတယ်လက်ရှိကဘာနဲ့ရှင်းလိုက်ရင်မှန်တဲ့ကဘာကလုံးဝကိုပြန်ဘက်ဆက်ကြောင်လာဖြစ်နေတာပါသူတို့ယူလာတဲ့အဖိုးတန်ပစ္စည်းတွေကဘာမှမဟုတ်ပါဘူးတကယ်တမ်းကလူယဉ်ကျေးမှုနှစ်ခုကြားကနည်းပညာကွာဟချက်မှရှိနေတာပါဒါနဲ့သူတို့ကဘာမှမရှိသေးတဲ့အဆင့်မြင့်နည်းပညာတွေကိုစုဆောင်းပါတော့တယ်ပထမဆုံးအနေနဲ့လက်ကင် electronic စာဖတ်ဆက်ကိုတီထွင်နေပြီးတော့လုံးဝခောက်လို့ရတဲ့ပတ်လန်းပြားတွေကိုထုတ်လိုက်ပါတယ်မကြခင်မှာပဲသူတို့ကနာမည်ကြီးတွေဖြစ်လာကြပါတယ် TV channel တွေကသူတို့ကိုအပြိုင်ဆိုင်လူတွေ့မင်းမြန်းကြပြီးခေတ်သစ်ရဲ့အက်ဒီစင်တွေလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်